English ဟုတ်တယ် English အလစ်တဲလည်းမလုပ်ပါနဲ့တော့တောင်းမှန်ပါတယ်ရှစ်ခိုးပါတယ်အဲ့ဒါဘာတန်လဲငပီးတန်အဲ့တော့ this is ငပီး this is cheese ဒီဗီဒီယိုလေးကအင်္ဂလိပ်စကားပြောတဲ့အခါကျလို့ရှိရင်ငပီးတန်နဲ့ပြောရတာကို confidence မရှိဘူးဆိုတဲ့သူတွေရယ်ငပီးတန်ကိုပြောရတာယုံအီလာလို့ cheese တန်လေးနဲ့ပြောင်းပြီးတော့ပြောချင်တယ်ဆိုတဲ့သူတွေလုပ်ပြတာဖြစ်ပါတယ်။ကိုငပီးတန်ကိုဂုံယူဝင်ကြွားစွာပြောနေတဲ့သူတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြော်သွားနိုင်ပါတယ် It's your choice right let's start Hello you speak English yes I speak English a little ဒီကနေစတာပဲပြောရမယ်ဆို English ကိုမြန်မာလိုပြောမယ်ဆိုလို့ရှိရင် English ဟုတ်တယ် English ဒါမြန်မာမှုပြထားတာပြပြတတ English လို့ပြောရတယ်။ဒါပေမဲ့ English စကားပြောရမယ်ဆိုရင်တော့အဲ့ဒါကို English လို့တော့မလုပ်ကြနဲ့လေ။အဲ့ဒါဘာတန်လဲငပီးတန်အဲ့တော့ဒါကို cheese တန်လေးနဲ့ဘယ်လိုပြောမလဲ like so English လွယ်လေး in နှာခေါင်းတန်လေးလည်းပါတယ် in g တန်လေးလည်းပါတယ် English ပြီးတော့ English ကိုပေါင်းပြော English မဟုတ်ဘူး English ဒီလိုလေးပဲ English လည်းမဟုတ်ဘူး English လည်းမဟုတ်ဘူး English ခုနကပြောသွားတဲ့ how ကိုပဲ cheese တန်နဲ့ပြန်ပြောပြမယ် Hello do you speak English Yes I speak a little ကဲအဲ့မှာကြည့် Hello မဟုတ်ဘူးเนาะ Hello စကားလေးနည်းနည်းလေးဖြစ်နားတန်လေးနည်းနည်းလေးထည့် Hello ပြီးရင် Do you speak English လို့မပြောဘူးเนาะအဲ့ဒါစာဖတ်နေလို့မျိုးကြီးအဲ့တော့ do you ကိုပေါင်းပြီးတော့ do ပြီးရင်ရှိသေးတယ် speak မဟုတ်ခေတံလေးတော့ထည့်အောင် speak Do you speak ကိုပေါင်းပြောမယ် Do you speak ဒီဘယ်လောက်လွယ်တော့ Nice. Do you speak English Yes I speak a little လည်းမလုပ်ပါနဲ့တော့တောင်းမှန်ပါတယ်ရှစ်ခိုးပါတယ် a little Yes I speak a little ဘယ်လောက်လွယ်တော့ See အခုလို့ do လို့ပြောင်းသုံးဆိုလို့ do you လို့လုံးဝမသုံးရဘူးလို့ဆိုလိုတာမဟုတ်ဘူးเนาะဒီ do you ကိုပဲနောက်ထပ်အတန်တစ်မျိုးဘယ်လိုထွက်လို့ရသေးတယ်လဲဆိုလို့ရှိရင် Do you speak Englishအတူပဲဟုတ်ပြီလား Do you speak English Do Brown လွယ်သေးတယ် do you လို့ထွက်လာမှခက်နေသေးတယ် Do you speak English See so easy အဲ့ဒါကဘာတန်လဲ cheese တန်ဆိုတော့ do ဒီအတန်လေးတွေကိုမှတ်စာကြောင်းလေးတွေကြောကျင်ရအောင် Where do you live or where'd you live Do you want some coffee or do you want some coffee How do you do or how'd you do What do you want or what do you want I don't know ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲအများကြီးပြောတာလဲမောတယ်ဒီလိုမျိုးလွယ်လွယ်ကူကူပြောရမယ့်နည်းလမ်းတွေကိုသိချင်တယ်ဆိုလို့ရှိရင် follow လုပ်တာပဲ bye Hello, I'm Peter and I would like to thank you all for watching till the end of the video. If you want to learn more tips and tricks on how to speak English easily, make sure you follow us. I'll see you in the next video. Bye!